နေမိတယ် ကလေးလေးအထိတော့ ဟုတ်တယ်ကလေးလေးရောရှိတယ် ကလေးရတာဖြတ်ထားလားကတော့ ဒါဖြတ်ထားတာ ဘယ်တိုင်ဖြတ်လိုက်တော့ ဒီနားလောက်ကနေ အော်ဒီဘက်နားလောက်ဒီကောင်ဖြတ်ပလိုက်တာ ဟုတ်တယ် ဟိုအကူကလည်းနှစ်ဘက်လုံးမထိတော့နော် ဒီကစတီချောင်းထဲ ဒီကောင်စတီချောင်းထဲတာ ဒီကောင်တော့ဖြတ်ကုန် ဒီကောင်ဒူးအောက်ကဖြတ်ရတာလား ဟုတ်တယ် ဟိုဗျာမိသားစုလိုက် စစ်ရှောင်းရင် စစ်ရှောင်းရင် ပြင်းရင်နဲ့ ပြင်းနေမိုင်းနေမိတယ် နင်းမိုင်းမိတော့ဟိုအခုအဲ့ဆိုရင်လက်ရှိကဘယ်မှာကုတာနေရတော့ ဒီဟတော့မန္တလေးနေမှာပေါ့နော်အမစစ်ဆောင်ရင်နဲ့ခြေထုတ်သူဖေးခြေထုတ်ကျူတာခြေထုတ်ငါဖက်ကျူတာသူကလေးကငငယ်လေးပဲရှိသေးတယ်အဲ့ဒါညာဖက်လက်ကျူတော့ပေါ့နော်အဲ့ဒါဘာကြောင့်တူရလဲဆိုတော့အတူစစ်ဆောင်ရင်မန်ဟင်ဘီရာပေါ့နော်အဲ့ဒါနဲ့ကျူတော့ရပြတော်လေးစိတ်မကောင်းဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်ဒီမှာနည်းနည်းလောက် react လုပ်ပြီးချင်တာပေါ့ လေးရတာဖြတ်ထားလားကတော့ ဒါဖြတ်ထား ဘယ်တိုင်ဖြတ်လိုက်တော့ ဒီနားလောက်ကနေ ဒီဘက်နားလောက်ဒီကောင်ဖြတ်ပလိုက်တာဟိုအကူကလည်းနှစ်ဘက်မထိတော့နော် ဒီကစတီချောင်းထဲ ဒီကောင်ဒီကောင်ထဲတာ ဒီကောင်တော့ ဒီကောင်ဒူးအောက်ကဖြတ်ရတာ ဟုတ်တယ် ဟိုမိသားစုလိုက်စစ်ရှောင်းရင် စစ်ရှောင်းရင် ပြင်းနဲ့ ပြင်းနေမိုင်းနေမိတယ် နင်းမိတော့အခုအဲ့ဆိုရင်လက်ရှိကဘယ်မှာကုတာကြတော့စေယုံကြီးလား ဆေးရုံကြီး စေယုံကြီးမှာကုတာနေအခုလည်းစေယုံကြီးတိုင်းစေဝါကုလားကလေးလေးနေရလို့ကြတော့ ဟိုကစတီချောင်းကဖတ်ပြီးနာလို့ နာလို့ အကြောင်းမလို့ ငိုတာ ငိုနားပြားနေတယ် ဖြားလည်းဖြားတာ ရုံးကြီးထည့်တယ် အဲ့ချစ်ကလေးပြည့်ရုံလေးရောက်လာနော်အဲ့ဆိုရင်ဘတ်တစ်ချောင်းကတော့ကောင်းတယ်နည်းနည်းမလို့ဒီမှာနော်အဲ့လိုတယ်နော် ရပ်ပုံတော့ရှိတယ် ဟုတ်လားဟုတ်ပါအဲ့လိုကိုဖြစ်သွားချက်ချင်းကိုကျွန်တော်တို့အဲ့ရနင်းမိပြီးတော့အဲ့ဘက်ကုလို့ရတယ်လားဒီမဘက်တန်းပြေးလာတာလား မန္တလေး တန်းပြေးလာတာဟိုဗျာအဲ့ဆိုမန်းလေးရွာကိုစေဝါကုတော့ဘူးလို့တော့ ဟိုကတော့တစင်းကတော့ဒီပတ်တီလေးပါရှိပြီလေ ဟိုလိုတွေးပါတယ်အလုံးညမတော့စီးပြီးလိုက် မန္တလေးမြို့ထဲမှာစေကူတာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံကြီးမကောင်းတာဘာလို့ထိခိလေဆိုတာစပွေးကြီးထိခိတာတော့နေစင်ပြီးတယ်နော်ငွေကြီးနဲ့ထိခိတာတော့လူဝကြမိုင်ပြင်ရှင်းလာပေါ့နော်ဒီမှာတော့ခြေတော့တာကျူးတယ်သူကလေးလည်းတာကျူးတယ်နော်လုံးဝစိတ်မကောင်းတဲ့နိုင်ငံအမောင်ထေးနေတဲ့နိုင်ငံဖြစ်နေတာကျွန်တော်တို့အသက်ပေးခဲ့တဲ့သူတွေလည်းတော်တော်မြင့်နေပြီနော်နိုင်ငံကြီးမကောင်းတာနဲ့အသက်ပေးခဲ့တဲ့လူတွေများကြီးရှိတယ်ခြေတော်ကျူးလက်ကျူးမတန်ဆွမ်းလူတွေထုတ်ဖော်နေတယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမကောင်းတာဘာပေါ်ဆုံးလဲဆိုတော့မတန်ဆွမ်းပေါ်လေးမြနေတယ်အဲဒါကြောင့်စဉ်းစားကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကိုမတန်ဆွမ်းမြတဲ့နိုင်ငံနဲ့မတန်ဆွမ်းတွေမြတဲ့နိုင်ငံနဲ့ကျွန်တော်တို့နိုင်ငံကိုပြတော့ပြီပေါ့နော် ကလေးလေးငိုတော့မယ်အဲ့ဆိုရင်အပြီးတော့မိသားစုလေးတွေ့တော့ သူကလေးကကိုနှစ်လပဲရှိသေးတာနော်သူကလေးကကိုနှစ်လပဲရှိသေး ကျွန်တော်တို့မနှင်းဝေဆိုပကိုးမျိုးတိုင်းမှာ9000လူတာလေးရှိတယ်ပြီးတော့မတ်တွက်တွေ့အောင်ပြည့်လို့ဆိုပြီးတော့တသိန်းလူတာလေးရှိတယ်တသိန်းခွဲရှိတယ်နော်တသိန်းခွဲပြီးတော့ကြတော့အဖွားတော်ဒီကရည်စုရေးဆိုပြီးတော့မြင်းဖြစ်သူဒေါ်စာလင်းချစ်ဒေါ်လာလင်းချစ်တိုင်းမှာ9000လူတာလေးရှိတယ်အဲ့2သိန်းရှိပါတယ်ပြီးတော့အောင်လေးကြီးရတိုင်းမှာတသိန်းလူတာလေးရှိပါတယ်ဥပမာတော့3သိန်းနေလို့ပြလိုက်မယ်နော် ကိုပြည့်တဲ့သူတွေလည်းလေးစားပါတယ်နော် လူငွေလေးဒီမှာကိုညနေလူငွေလေး3သိန်းပါနော်ဒါလူရှင်လေးတွေလူတာတော့ပြန်လာလို့ဟုတ်ရောတကယ်စမခေါ် ကျွန်တော်တို့မြန်မာနိုင်ငံမှာလူတဲ့သူတွေမြေဖူးရင်တွေနော်
ကျွန်တော်တို့ online ကနေပဲဖြစ်တစ်ဖက်သက်နေပဲဖြစ်ကူညီတဲ့သူထွက်လာအောင်ပေါ့နော်ရေပေးဖို့လူတွေများအောင်ကြည်ပေးဖို့အဲ့ဒါကျွန်တော်တို့ online ကနေပဲဘူတူငေချင်းကြည်လို့ရအောင်လှူချင်အောင်ဆေးရမှာပြပါတယ်နော်